တကားပိတ်တန်ကအင်္ဂလိပ်တစ်ခုလုံးကိုတုံခါသွားစေသလိုမင်းသူရဲ့စိတ်တွေကိုလည်းအစိတ်စိတ်အမောင်မှာကွဲအပ်သွားစေခဲ့တယ်သူထမင်းစပွဲမှာပဲနိုင်ဝက်ခန့်မိုင်းတိုင်တိုင်ထိုင်နေမိတယ်ရှေ့ကဟင်းပွဲတွေကတော့စားချင်စားပွဲမရှိတော့ပဲအေးဆက်ဆက်အတိတ်ဟောင်းတွေလိုဖြစ်နေပြီမင်းသူတက်ပြေးရှည်ကြီးတစ်ခုကိုချလိုက်ပြီးအိတ်ခမ်းတကားစီကိုရှောက်သွားမိတယ်တကားလက်ကင်ကိုလှည့်ကြည့်ပေမဲ့အတွင်းကချက်ထိုးထားတာကြောင့်ပွင့်မလာဘူးတက်မွန်တကားဖွင့်ပါဦးကိုလိုအေးစစ်စစ်စကားပြောရအောင်အတွင်းကဘာအတန်မှပြန်မလာဘူးသူလက်သီးကိုတင်းတင်းဆုပ်ပြီးနေရန်ကိုအသာလေးမိလိုက်မိတယ်ငါတို့ဘယ်နားမှာမှားသွားခဲ့တာလဲအဲ့ဒီချိန်မှာပဲအခန်းစပွဲပေါ်မှာတုံခါနေတဲ့မင်းသူရဲ့ဖုန်းကညရင်ကျေးမှုကိုဖြိုခွင်းလိုက်တယ်မင်းသူစိတ်ပြက်လက်ပြက်နဲ့ဖုန်းကိုတွားကြည့်လိုက်တော့ screen ပေါ်မှာပေါ်နေတဲ့နာမည်ကဦးလေးထွန်းရှိနေဖြစ်နေတယ်ဒီအချိန်ကြီးရှိနေကဘာလို့ဖုန်းဆက်တာလဲမင်းသူရင်ထဲမှာထိတ်ခနဲဖြစ်သွားပြီးဖုန်းကိုကင်လိုက်တယ်ဟုတ်ကဲ့ဦးလေးပြောပါမင်းသူမင်းအဖေခြံထားခဲ့တဲ့တည်တန်းစာကိစ္စလေးဦးလေးအခုပဲအသေးစိတ်ထပ်စစ်ဆေးကြည့်တာတခုတွေ့လို့မင်းအမြန်ဆုံးသိထားဖို့လိုမယ်ထင်တယ်ရှင်းနေရဲ့အတန်ကတည်ငြိမ်ပေမဲ့တခုခုကိုဖုံးကွယ်ထားတယ်လို့လေးလံနေတယ်မင်းသူမျက်မှောင်ကျုပ်လိုက်မိတယ်ဘာဖြစ်လို့လဲဦးလေးအဖေကအမွေတွေကိုကျွန်တော်နာမည်နဲ့ပဲထားခဲ့တာမဟုတ်ဘူးလားအဲ့ဒါကဒီလိုကွတည်တန်းစာရဲ့နောက်ဆုံးစာမျက်နှာမှာအပိုက်ခွဲတစ်ခုရှိနေတယ်အဲ့ဒီအပိုက်မှာရေးထားတာကမင်းနဲ့တက်မွန်သာကွာရှင်းပြက်စေခဲ့ရင်အမွေဆိုင်ရာပိုင်ဆိုင်မှုအလုံးဟာပရာဟိတအသင်းကိုအလိုလျောက်ရောက်သွားရမယ်တဲ့ပြီးတော့မင်းတို့အခုနေနေတဲ့အိမ်ကလည်းတက်မွန်ရဲ့နာမည်ပေါက်ဖြစ်သွားလိမ့်မယ်မင်းသူလက်ထဲကဖုန်းဟာလွတ်ကြလူနီးပါးဖြစ်သွားတယ်ဒီသတင်းကမိုးကြိုးပြစ်လိုက်တယ်လို့ပဲနောက်တစ်ခုမင်းသူမင်းအဖေကမင်းတို့ကိုစောင့်ကြည့်ဖို့လူတစ်ယောက်လွတ်ထားခဲ့တယ်လို့လည်းဦးလေးတန်တရားရှိတယ်မင်းတို့တကယ်ပဲအစဉ်ပြေပြေနေထိုင်နေသလားဆိုတာကိုပေါ့တကယ်လို့တက်မွန်သာဒီအကြောင်းကိုသိသွားရင်ဒါမှမဟုတ်သူမကတကယ်ပဲလမ်းခွဲဖို့ဆုံးဖြတ်လိုက်ရင်ဇလန်းလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးနှိပ်သွားကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ